မြတ်စွာဘုရားကလူဘဝရရှိလာလို့ရှိရင်နံပါတ်1အရေးကြီးဆုံးကဘာလဲဆိုတာကိုမင်္ဂလာတုတ်မှာအစဉ်တိုင်းဟောတော်တာတစ်ခုနဲ့တစ်ခုဆက်ဆက်ယူလို့ရပါတယ်လူဘဝရောက်လာတဲ့အခါမှာအရေးကြီးဆုံးကတော့လူဆိုတာဘဝခရီးလျှောက်လာတဲ့အခါမှာတယောက်တည်းလျှောက်တာမဟုတ်ဘူးလူဘဝရောက်လာကြတဲ့မိသားစုဆိုတဲ့အတိုင်းဝိုင်းနဲ့ရောက်လာတာဖြစ်တယ်ပေါ့မိသားစုအတိုင်းဝိုင်းဆိုတာဟာလူတွေရဲ့ society မှာအသေးဆုံးပေါ့ family society အသေးဆုံးအတိုင်းဝိုင်းလေးတစ်ခုပဲဒါကြောင့်မို့လို့လူဟာအပေါင်းအသင်းနဲ့နေတတ်တဲ့တ attva လို့တချို့ကဆိုကြတယ်လူတွေမကပါဘူးတခြားတ attva တွေဟာလည်းပဲအားလုံးဟာအပေါင်းအသင်းနဲ့နေကြတာကြီးပါပဲအဲ့တော့လူရဲ့ထူးခြားမှုကဘာလို့ဆိုရင်လူဘဝရောက်လာပြီဆိုရင်လူမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားမြတ်စွာကအရေးကြီးဆုံးလူဘဝမှာဘာစပြီးအရေးကြီးတာတုံးလို့ဆိုအပေါင်းအသင်းကစပြီးတော့အရေးကြီးတယ်တဲ့ဒါဟုတ်ပြောအပေါင်းအသင်းဆိုတဲ့နေရာမှာတဘာဝပေးလိုက်လို့ပေါင်းသင်းနေရတဲ့အပေါင်းအသင်းကတစ်မျိုးပေါ့ကိုယ်တိုင်ရွေးချယ်ပြီးတော့ပေါင်းသင်းတာကတစ်မျိုးရှိတယ်ပေါ့တချို့ကြတော့တဘာဝကိုပေးလိုက်သည့်အပေါင်းအသင်းအတိုင်းဝိုင်းကြားထဲမှာရောက်သွားတယ်ဆိုပါစို့အယူဝါဒမတူကွဲပြားတဲ့အုပ်စုတစ်ခုထဲမှာရောက်သွားပြီဆိုလို့ရှိရင်ထိုအယူဝါဒရှိတဲ့အတိုင်းဝိုင်းတွေရဲ့အတိုင်းယုံကြည်ချက်အတိုင်းဘဝခရီးမှာရှောက်နေကြရတဲ့လူတွေဟာဒီကနေ့ခေတ်ကမ္ဘာမှာရှိကြတဲ့လူတွေကိုကြည့်ပေါ့လူမျိုးအသီးသီးမှာအယူအဆအမျိုးမျိုးအပေါင်းအသင်းဆက်ဆံမှုတွေအမျိုးမျိုးတဲ့ကြားထဲမှာလူသားဖြစ်လို့ရှိရင်ဆိုင်ရာအတိုင်းဝိုင်းထဲမှာရောက်သွားသည့်အတွက်ကြောင့်လူဟာအတွေးခေါ်တွေအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကြောင့်မို့လို့ကောင်းကျိုးချမ်းသာတွေရကြတာရှိသလိုမကောင်းတဲ့အကျိုးတွေကိုခံစားကြရတာလည်းရှိတယ်ပေါ့ဘဝခရီးမှာဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကတီဟိုနိုင်ငံဆိုတာဒီကနေ့မှာတော့လူကြီးတန်း30ခန်းရှိတယ်ပေါ့ဗုဒ္ဓဘာသာနိုင်ငံလေးတစ်ခုပဲအဲ့ဒီဗုဒ္ဓဘာသာနိုင်ငံလေးမှာလူမျိုး၄မျိုးခွဲခြားပြီးတော့သတ်မှတ်ထားတယ်အများဆုံးလူမျိုးကတော့ဆင်ဟာလီလူမျိုးလို့ခေါ်တယ်ဆင်ဟာလီလူမျိုးကိုဗမာတွေကတော့တီဟိုလူမျိုးလို့ခေါ်တာပေါ့အတန်တွယ်လေးပဲကွာဆင်ဟာလီလူမျိုးရှိတယ်မွတ်စလင်ရှိတယ်ဘာဂါဆိုတာရှိတယ်နော်မွတ်စလင်ရဲ့ဆင်ဟာလီရဲ့ဘာဂါရဲ့တမီရဲ့တို့လူမျိုး၄မျိုးရှိတယ် official အနေနဲ့အသိမှတ်ပြုထားတာ၄မျိုးရှိတယ်အဲ့ဒီထဲမှာဒီစရင်ထဲမှာမဝင်တဲ့လူမျိုးတစ်မျိုးရှိသေးတယ်အဲ့ဒါကဘာလို့ဆိုရင်ဝဲဒလို့ခေါ်တဲ့ Aborigine ကျွန်းနေလူမူလကျွန်းနေလူရိုင်းနေအဲ့လိုလူမျိုးလည်းရှိသေးတယ်သူကလူဦးရေအမတန်နဲတယ်တောတွေတောင်တွေထဲမှာပဲနေတယ်အဝတ်မဝတ်ဘူးတောထဲမှာပဲဒီငယ်စဉ်တောင်ကြီးကလေးဘဝကလေးကဘာသင်တော့ဆိုရင်ညပြစ်တာသင်တယ်လှန်ထိုးတာသင်တယ်အကောင်လေးဖမ်းပြီးတော့တပ်ဖြတ်နည်းတွေသင်တယ်ဒါပဲရှိတယ်သူတို့မှာနော်ဆိုပါစို့လူဘဝရောက်လာပြီဆိုလို့ရှိရင်လူဟာမွေးလာကြတဲ့က society တခုမှမွေးလာတဲ့အတွက်ကြောင့်အဲ့ဒီ society တခုကမကောင်းဘူးဆိုလို့ရှိရင်တဘဝလုံးကောင်းနိုင်စရာအကြောင်းမရှိတော့ဘူးလေခုနလိုဆိုပါစို့ဝဲဒဆိုတဲ့လူမျိုးထဲမှာသွားပြီးတော့ဖြစ်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေဟာတစ်သက်လုံးတောထဲမှာနေပြီးတော့တတ္တဝါတွေအသက်တပ်ဖြတ်ပြီးတော့စားတော့လို့မိမိဘဝကိုရပ်တည်အောင်ကြိုးစားပြီးနောက်ဆုံးဟာဘဝတစ်ခုဆုံးသွားကြမှာပဲအဲ့တော့ဒါကဘဝကကံကြမ္မာကပေးလိုက်တဲ့အတိုင်းဝိုင်းတစ်ခုပေါ့ကံကြမ္မာကပေးတာမဟုတ်ဘဲနဲ့တခါတရံကျတော့ဒီမိမိအတိုင်းဝိုင်းထဲကနေပြီးမိမိရွေးချယ်ပေါင်းသင်းဆက်ဆံတဲ့ပုဂ္ဂိုလ်တွေရဲ့အကျင့်စာရိတ္တမကောင်းမှုကြောင့်မကောင်းတဲ့လူနဲ့ပေါင်းပြီးသည့်အတွက်ကြောင့်ဒုက္ခရောက်ကြတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီကနေ့ခေတ်နေရာတိုင်းမှာရှိတာပဲပေါ့နော်အဲ့တော့မြတ်စွာဘုရားကဒါကြောင့်မလို့မင်္ဂလာတုတ်မှာအသေဝနာသဘာလနာပဏိတနိသသေဝနာလူလောကရောက်လာပြီဆိုလို့ရှိရင်ပေါင်းသင်းရေးဟာအမတ္တမအရေးကြီးတယ်အတိုင်းဝိုင်းဟာအမတ္တမအရေးကြီးတယ်လို့ဆိုလို့
အဲ့တော့ကံကပေးလိုက်တဲ့အတိုင်းဝိုင်းတွေကယုံထွက်ဖို့ဆိုတာတော့အမတန်မှခဲပါတယ်တာမန်စိတ်နေစိတ်ထားနဲ့တာမန်အသိဉာဏ်မျိုးနဲ့ယုံထွက်နိုင်မှုတော့မရှိဘူးပေါ့တော်တော်ခဲပါတယ်အဲ့ဒါကြောင့်မို့လို့ဝေးတွေကကောင်းတဲ့အပေါင်းအသင်းတွေရောက်ဖို့ဟာဘုန်းကြီးတို့တွေဟာဆူတောင်းရမှာပဲเนาะစိတ်နေစိတ်ထားနဲ့ဥတည်ချက်ထားကြရမှာပဲအေးလက်ရှိဘဝရောက်လာတဲ့အခါကျတော့လေပေါင်းသင်းဆက်ဆံတာဟာလူဘဝမှာသိအရေးကြီးတယ်တဲ့အရေးကြီးဆုံးကဘာလလို့ဆိုတဲ့အသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေနဲ့မပေါင်းသင်းမိဖို့အတူမနေမိဖို့မဆက်ဆံမိဖို့ပဏိတလို့ဆိုတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ဆက်ဆံဖို့အဲ့ဒီလိုဆက်ဆံမှုကိုအကြောင်းပြုပြီးတော့ဘာလနဲ့ဆက်ဆံမိတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝခရီးမှာလည်းပဲဒုက္ခအမျိုးစုံကြုံတွေ့ကြရတယ်ပညာရှိသူတော်ကောင်းတွေနဲ့ဆက်ဆံမိရတဲ့ပုဂ္ဂိုလ်ကြတော့ဘဝမှာလည်းအေးချမ်းတယ်နောက်ဘဝမှာလည်းပဲချမ်းသာဒုက္ခရတယ်ဆိုတဲ့အကျိုးတွေဟာအမတန်မှထင်ရှားတယ်ဒါဖြင့်ဘာလပဏိတလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးတွေကိုခေါ်တာတော့ဆိုတော့မြတ်စွာဘုရားကဒါရွေးချယ်ဖို့ရာအတွက်ပေးတာပါရွေးချယ်ဖို့ရာကြတော့မကောင်းတာတွေးမကောင်းတာပြောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုဘာလလို့သတ်မှတ်တယ်ကောင်းတာတွေးကောင်းတာပြောကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ကိုပဏိတလို့သတ်မှတ်တယ်ပေါ့အဲ့တော့ကောင်းမကောင်းဆိုတာကြတော့ဘာနဲ့ဆုံးဖြတ်တယ်လဲကိုကြိုက်ရင်ကောင်းတဲ့အကောင်းဟာအကောင်းလားလို့ဆိုအဲ့လိုမဟုတ်ကိုကြိုက်တာမကြိုက်တာနဲ့မဆုံးဖြတ်ရဘူးအဲ့တော့ကောင်းတဲ့အတွေးဆိုတာတစ်ဖက်သားကိုအပြစ်မဖြစ်တဲ့အတွေးမျိုးတစ်ဖက်သားကိုညှဉ်းပန်းနှိပ်စက်လို့တဲ့အတွေးမျိုးကိုယ့်ကိုထိခိုက်နစ်နာစေလို့တဲ့အတွေးမျိုးလောကကြီးကိုအကျိုးမပြုတဲ့အတွေးမျိုးလောကကြီးကိုပျက်စီးစေတဲ့အတွေးမျိုးအပြောမျိုးအလောက်ကိုင်မျိုးတွေဟာမကောင်းဘူးလို့သတ်မှတ်ရမယ်အများအတွက်အကျိုးဖြစ်တဲ့အတွေးအများအတွက်အကျိုးဖြစ်တဲ့အပြောအများအတွက်အကျိုးဖြစ်မဲ့အလုပ်ဒါတွေကကောင်းတယ်လို့သတ်မှတ်ရအဲ့ဒါလို့လူလောကရောက်လာပြီဆိုလို့ရှိရင်နံပါတ်1ဘုန်းကြီးတို့ဟာရွေးချယ်လို့ရတဲ့ဘဝမှာပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့ရွေးချယ်ဖို့လိုအပ်တယ်လို့မြတ်စွာဘုရားပထမဆုံးမင်္ဂလာခရီးကိုစတင်လျှောက်လှမ်းဖို့ရာအတွက်ဒါကိုဥစွာဟောတာနော်